ကိုကတင်ယူလေးလာမှုတွေကိုကြိုက်တယ်ဒါကြောင့်မလို့တင်တန်းနေတက်တဲ့အချိန်တိုင်းမှာဆိုရင်တချို့သူတွေပြောတဲ့စကားတန်တွေကြားဘူးလိမ့်မယ်တင်တန်းနေဒီရွယ်ကြီးထိတက်နေတော့လားဘယ်တင်တန်းသွားတွေ့ရတယ်နော်ဒီတက်တင်တန်းတက်လို့ပြီးအောင်မလားဆိုပြီးတော့ဒီလိုစကားတန်တွေကကိုကအမြဲတမ်းကြားနေရတဲ့သူဆိုလို့ရှိရင်တော့တေချာတယ်တင်ကတင်ယူလေးလာမှုနဲ့ပတ်သက်ပြီးတော့အရန်ကိုချစ်မြတ်နိုးတဲ့သူတစ်ယောက်ပါဒါဆိုလို့ရှိရင်ဒီလိုမျိုးတင်ယူလေးလာမှုတွေကိုကြိုက်တဲ့အတွက်ကြောင့်မလို့တင်တန်းနေတက်တဲ့အခါမှာဆိုရင်လှိုင်တို့အတွက်ဘလို့အကျိုးကျေးဇူးတွေရလဲဘာတွေရရှိသွားလဲဆိုတာကိုပြန်ပြီးစဉ်းစားဖို့လားကိုယ့်ရဲ့ဘယ်တင်တန်းကနေပြီးတော့ဘယ်အရာတွေကအထောက်ပံ့နေအများကြီးရလာလဲကိုဘဝအတွက်လေကားတစ်တွေဖြစ်သွားတာမျိုးရောရှိဘူးလားဒီလိုမျိုးကိုကပြန်ပြီးစဉ်းစားသုံးသပ်တဲ့အခါမှာဆိုလို့ရှိရင်တော့လှိုင်ဒီနေ့ပြောမယ်အချက်၃ချက်နဲ့ရှင်ပြီးတော့လှိုင်လို့စဉ်းစားကြည့်လို့ရတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီနေ့ခေတ်ကြီးပေါ့နော် information တွေလည်းအရန်ကိုများတယ် AI ခေတ်ကြီးဖြစ်တဲ့ဒီ information တိုင်းက free ရနေတာဖြစ်တယ်ပေါ်ပေါ်တည်တည်ရှိနေရတာနဲ့လှိုင်လို့သင်တန်းတွေကိုဘာကြောင့်သွားတက်ရတာလဲအဲ့တော့တင်တန်းတွေကဒီလိုမျိုး free ပေးနေတဲ့ information တွေနဲ့ဘာကွာတာလဲဆိုပြီးတော့လှိုင်တို့တွေးမိဘူးလားတကယ်လှိုင်အခုပြောထားတယ်လို့မျိုးကိုကတွေးမိတယ်ဆိုလို့ရှိရင်တော့လှိုင်ဒီနေ့ပြောမယ်အချက်၃ချက်နဲ့ပတ်သက်ပြီးတော့တင်တဲ့တက်တဲ့ခါတိုင်းမှာမဖြစ်မနေရှာဖွေဖို့အတွက်လှိုင်ဒီဗီဒီယိုလေးကနေပြီးတော့မျှဝေပေးချင်ပါတယ်အဲ့ဒီအချက်၃ချက်ကဘာလဲဆိုရင်လှိုင်အတူကောက်လေးပေးထားတယ် CNG ပေါ့နော် CNG လို့ပြောလိုက်တယ်ဆိုလို့ရှိရင်လှိုင်တို့ပို့ပြီးတော့လည်းမှတ်ရလွယ်အောင်လို့လှိုင် CNG ဆိုပြီးတော့ဒီ framework လေးထုတ်ထားတယ်အဲ့တော့